哦，注意注意哪里哪里啊？多少风爷，给多少风？拿把瓜，明仔给要泡边米哈。没鬼，ကျွန်တော်သိတယ်အမလေးကိုတော်တာဖုံးကြီးဆိုင်ကယ်ကြီးကနှိုးလိုက်ရက်လိုက်နဲ့စီးရတယ်ကိုမရှိပါဘူးဗျာဟုတ်ပါကွာကဲလာကြည့်သားမောင်ကွာ 哎，毛大人毛，哪里管那边一刀？ အမလေးတော်ပါပြီလေးဖေးတဲ့လေးဖေးတဲ့တိုက်တဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ညီကိုနှစ်ယောက်ရေတော်မပေါက်ရဲတော့ပါဘူးဗျာရေတော်မပေါက်ရဲတော့ပါဘူးဗျာ ကဲလာပါကွာမင်းတို့ကလည်းမင်းတို့တော်လေးကိုငါဂရီပေးပြပါပြီအဲ့ဒီကမင်းတို့ငါလက်ဖက်ဖြောတက်လိုက်တော့ဟိုကွာနို့ချင်ပေါက်နေငါမသိရလို့အဲ့လိုဖြစ်သွားတာဟမ်မောင်ကိုဟိုမောင်တန်နဲ့မောင်ကိုရှဲနှစ်ခွက်လုပ်ပြီးလာအထဲဝင်လာပါလေးပါပါတယ်ငါတူလေးရဟဲ့လောမောင်မင်းတို့စိုက်ကယ်စီးတော်ကျွမ်းနေပြီဆို လောက်လည်းမဟုတ်ပါဘူးဗျာမနေ့ကတော့မှရွာနောက်ဘက်ချောင်းကူးတရာကျုပ်ကစိုက်ကင်းနဲ့အဖြတ်မတ်တင်ရွှဲဈေးပိုင်းနဲ့တက်တဲ့အတူကျုပ်နောက်လည်းပြန်မလှဲ့တာတော့အဲ့ဒါဟုတ်တရားလက်တန်းကိုခုံတက်ပြီးမနှဲမောင်းဖြတ်လာတာဗျာ ဟာစိုက်ကယ်ကြီးတဲ့ဟိုဝလုံးတရားနဲ့တောင်ကိုပြီးတာတော်လေကွာမောင်တန်မင်းတော်လေဟာ စိုက်ကယ်ကိုအဲ့လောက်စီးမတော့ပြက်ပြီပေါ့ဗျာပြက်တာတော့နဲသေးတယ် ပြတ်တာမဟုတ်ပါဘူးဗျာနှိုးမရလား ။ဩခမရလည်းဗျာနှိုးမြနဲ့ပြက်တာနဲ့အတူတူပဲပေါ့ဗျာ။စူပါရှင်တစ်ခွက်ရပြီမင်းလေး ငါကြောင်ဝစ်ချောင်းတို့မရဘူးလား ။အေးလာပြီ။ဟာသွားပြီမရတော့ဘူး။ဒီပုံစံနဲ့ဒီအချိန်တွေအတိုင်းဆိုလို့ရှိရင်တော့စိုက်ကယ်ပြင်ကားကြီးပဲ9000လောက်တော့ချမယ်ဗျာ ပစ္စည်းကိုထည့်ပေါင်းပါလား ။ပစ္စည်းဘောတော့ထည့်ပေါင်းစရာဘယ်လိုလောက်သေးဘူးဗျာ 9000တော့မများဘူးလားဗျာ ။ဟာဒီစိုက်ကယ်ပြင်ကား9000လေးကိုမှများတယ်ထင်လို့ရှိရင်တော့ကွက်ကိုမျိုးစားတက်ပြီးပြင်ကြည့်တော့ဗျာ ဟာတော်တာဘုံရဲဆက်တာကွာဒီစိုက်ကဲအပြည့်ကြီးမျိုးဒီဘယ်လိုတွန်းသွားမလဲကွာ ဟုတ်သားပဲတော်တာဖုံးဟာမင်းလေမြို့တော်ပြီအချိန်ကုန်ပဲပတ်စံနေပို့ကုန်မှာပေါ့ဒီမှာပဲပြောင်းပြင်မေးတယ်မင်းကလည်းရောက်ပြီတယ်နော် ပြင်မယ်ဟဲ့သုံးတော့ပြီကိုကြီးဆိုင်လည်းမနေ့ကကိုကြီးဆိုင်မှာကိုကြီးဆိုင်ဇက်တန်းပေါ်မှာမောင်းတာလေအပြည့်ကပေးလိုက်တော့ငါမှ2000နဲ့ပါလို့ပြောနေတာဟာကိုကြီးဆိုင်ပြုတ်တော့လုပ်နေဗျာခင်ဗျာလေကိုကြီးဆိုင်ဟုတ်တာရှောက်ဒုက္ခပါပဲအေးရော900ပေးမယ်ဘယ်ရောခဏဆိုင်ထားလိုက်ဒီကိုကြီးကိုလက်ပေါက်ကတ်နေမင်း ကဲခင်ဗျားတို့ညောင်ကြီးလို့နိုင်လို့အစီပြေပြီဆိုလို့ရှိရင်စိုက်ကယ်ပြင်ကားလေးကိုဒီမှာရေလာပေးတာ မိချောဘာလဖေးတော့ကျလို့လဖေးတော့ပြီလားညာကနော် ဟုတ်ကဲ့ပါဘူး ကိုကြီးကိုကြီး အေး ကိုကြီးကိုလေ你超ကြည့်နေရကိုကြီးစကားစီအရင်စတိုင်ကြပဲနော် ဟုတ်လား ဟုတ်တာဗော你ကျော်စိတ်ထင်လေကိုအောင်ထတောင်ကိုကြီးဆိုင်စီးတာပိုတော်နေသလိုပဲနော် မလီအဲ့ဒီငါအုပ်ဆိုတော့အလကားကောင်အလကားလေကျဲနေတာအဲ့မှာစိုက်ကယ်2စီးလိုက်ရှိလို့ဒီကောင်နဲ့တော့ပြိုင်စီးလိုက်ချင်သေးတယ် လေပြန်လဲကိုပဲရှုံးမှာမိချောသိရဗောကိုကြီးမိချောမသိလို့မင်းဦးမေ မေ စကားစီအရင်ကျွမ်းနေသူကလေနောက်တစ်ယောက်တင်ပြီးလွယ်လေးဆို ဟော ဟာကိုကြီးမိချောစကားစီတင်မယ် ရတာဗော ကျလိုက်တော့စကားစီတင်ရတော့ မရဘူးဟိုဒီလိုလေးညီမလေးကိုရင်ရဆိုင်ကဘယ်ချင်းစီးဘယ်ချင်းတင်းလို့ရတယ်အေးစေးပေါ့နော် ဟာဒိတ်တန်ရှိလိုက်တာအိမ်မှာဆိုင်ကယ်ရှိနေရတာနဲ့မိချောမစီးတတ်ဘူးဆိုလို့ရှိရင်ရွာထဲမှာမိချောတိတ်ခါဘလောက်ကြာသိလား နေအဲ့ဆိုင်ကမစီးတဲ့စီဟိုထိုးဒီလိုဟိုလဲဒီလဲမှာအခုကြတဲ့တိတ်ခါတဲ့နှစ်ဆလောက်ပို့ကြမှာနားလေအမမိချောဆိုင်ကယ်စီးတင်မေးလို့မရငတုံးကအားမမြန်မှတ်နေလို့လားမစီးကြမယ် ဟဲ့အော်ဘဲကုန်တော့မခဏနေဩမိချောမစီးတတ်ဘူးအရင်စီးချော အဲ့မိချော ချင်းဘူး နေရာဒီမှာဘာလုပ်နေရလဲ ဟုတ်လက်ဖေးသွားဝယ်နေတာလေ တဖေးအဲ့မှာဝယ်လို့ရတော့လား မဟုတ်ဘူးလေဟိုဆိုင်ကယ်နဲ့သွားလို့ရှင်ပုံမြန်မလားလို့ကိုင်းဆောင်ဆိုင်ကယ်နဲ့လိုက်ဖို့ပြောတယ် ဟဲ့ကွာနှစ်ကောင်သုံးသွား ဟာတစ်ခါလုံးသွားဘာလုံးသွားမြန်လုံး နေလဲလားဩငါဒီတိုင်းမှာတိုက်ကုန်တော့မှာဘောဖဲတော့မှာဟဲ့နင်းတော့ဖဲနေတိုက်ကုန်လိမ့်မယ်ဒီကခိုင်းတော့ရောက်တာရပြီတော်တာဘုံမင်းဒီပြရတယ်အကုန်ပြောင်းနေဤကြဖို့ကြိုက်တယ်မပြောင်းနဲ့ဟုတ်လား
လေးဖေရဲ့အီဂျာကိုရတော့ကျွန်တော်ရဲ့ငယ်ချစ်ကိုဗျကျွန်တော်ကလေအီဂျာကိုရဲ့ကြိုက်လုံးလို့အခုဆိုလို့ရှိရင်တော်တာဖုံးဆိုတဲ့နာမည်ကနေပြီးတော့အီဂျာဖုံးလို့ပြောင်းလို့တော့စဉ်းစားနေတယ် ဟာမင်းမိမနိုင်မယ်ကွာ ဟောလေဟောလေ ဟုတ်ကဲ့ကျူတန်းဟမ်ဒီကြောကပါလာတယ်တပည့်လာတော့တာပေါ့ ဟုတ်ပါဘူးဗျာကျုပ်တို့ဖို့တော့လက်ဖေးလာဝင်လာပါကျုပ်တို့ဖို့လည်းတည့်တိုင်းဒီဆိုင်လက်ဖေးမှာတော့တေတော့မလို့ကိုဖြစ်နေတာသူလေးဖေးတိုင်းလည်းရော်ဖြန်းလေ အာရောမယ်ဘောင်းကိုကြားတယ်တော့ရှယ်ရော်ပဲလိုက်ရှယ်ရော်ပဲလိုက်ကြားဟိုလေ ငါတူလေပွဲကောင်းလားပွဲကန်ကြီးပြီလို့တော့ဖုန်းဟာမင်းအပေါ်လာနည်းနည်းရောက်သွားတော့ဟာမင်းဘွားလူညွန်တုံး ကဲပွဲစားတငယ်လေးဘယ်လိုလဲတတ်တာရဲ့လားဟမ် ဟိုတက်တော့တက်တာပါတယ်တော့ဟိုဒါပေမဲ့လေကျွန်တော်ဘလို့ခံစားနေရတယ်ဆိုတော့ပြောပြမနေတော့ပါဘူး ဩမင်းနဲ့ကွယ်ခံစားနေရတာကိုပွင့်ပွင့်လင်းလင်းပြောပြမှာငါတို့ကမင်းယောဂါကိုပြောင်းကုတ်ပေးလို့ရမှာပေါ့ဘာမှအာမနာနဲ့ပွင့်ပွင့်လင်းလင်းပြောဘယ်လိုခံစားနေရတာတော့ ဟိုဒုက္ခပါပဲအတော်ရဲ့ကျွန်တော်ဘလို့ခံစားနေရဆိုတော့လေဘလို့ပြောပြမှန်းကိုမသိလို့ပါကဲပါတော့ဟိုအဲ့ဒီစားစိတ်မဝင်စားနေတော့နော်ဟိုစိုက်ကယ်ကိုပဲလေကောင်းအောင်ပြင်လိုက်တော့အကုန်လုံးကောင်းအောင်တစ်ခါလေးပြင်လိုက်နော်နော် ဒီဘယ်လိုမှမအောင်မေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကွယ်ဒီချောညီကြောင့်ပြတာတောင်းမှလည်းလေတငယ်လေးကတလုံးသဘောကောင်းနေကိစ္စတောင်းမှလည်းမြင် ဟုတ်မိချောကြောင့်ကိုတော်တာဘုံဟိုဟာဖြစ်သွားတာတောင်းပန်ပါတယ်နော် ကျွန်တော်ဘာဖြစ်သွားလဲ ဩတော်တာဖုန်းကလည်းမင်းတုံးတာကွာဟိုသူ့ကြောင့်စိုက်ကယ်တိုက်မိတဲ့ကိစ္စကိုပြောတာဟုတ်တယ်နော်သမီး ဟုတ်တယ်ဟုတ်ပါတယ်ရှင် တော့ပါဖြစ်တော့ပါဖြစ် ဟိုစိုက်ကယ်လည်းဘာမှဖြစ်ပါဘူးစစ်ဆောင်ဆောင်တော့စီးလို့ရသေး စီးလို့ရလေကျမအိမ်ကိုပြန်မတည်သွားတော့ဘူးဒီမှာပဲထားခဲ့တော့မယ်နှုတ်မို့ဆိုရင်အဲ့ဒီဆိုင်ကယ်တစ်စီးနဲ့အိမ်ကတော့ကိုကျမမနိုင်ဘူးတနေ့အလုတ်ကများရတယ်ဂျားထဲမှာအဲ့ဒီပြဿနာကိုလိုက်ရှင်းနေတာကျမလည်းချီတိုးတယ်ကဲသွားလိုက်ပါဦးမယ်ကျေးဇူးတင်တယ်သွားပြီနော်ထညီနော်ကြက်တတိထားနောက်ဆုံးချိန်ဖြစ်ပါ ဘေးဘေးဟမ်ဘာလဲပြုံးပြီးတော့ကြည်နေနိုင်သေးတယ်ဟဲ့လားဟိုမှာစိုက်ကယ်ပြင်းကလည်းတပြားမှပေးမသွားဘူးစိုင်းတစ်ဆိုင်လုံးပျက်စီးသွားတာလည်းတပြားမှရှို့မသွားဘူးအဲ့ဒါကိုပြုံးပြီးကြည်နေသေးတယ်သွားလိုက်တော့မရရအောင်လိုက်တော့သွား ငါမေ့သွားတာ မေမရရအောင်တောင်းနေနော် ရွှေနွယ်အေးဟိုငါတော့ဘာမှမလုပ်ရပါဘူးဟိုတော်တော်ဖုန်းကဒီစိုက်ကယ် မလေးဒီမှာရှင်တို့တူကြီးနေရောက်ပြောတာကျမအကုန်ကြားတယ်ရှင်တို့အရောလိုချင်တာမလား အဲ့လိုလည်းမဟုတ်ပါ ကျမပေးပါပါရှင်ဒီမှာကိုပိတန်ရှင်အရောလိုချင်တယ်ဆိုရင်ညကြိုင်အရင်နေရာကိုလာခဲ့လိုက်ဆိုင်ကယ်ယူပြီးတော့ ဘယ်အရင်နေရ အရင်နေရာကိုရှင်မသိတော့ဘူးလားလောက်ထလိုက်ရမကောင်းရှိတယ်